အခု trend ဖြစ်နေတဲ့ဒီလိုမျိုးဓာတ်ပုံလေးတွေကိုကျွန်တော်တို့ YouTube TikTok တွေမှာတော့နာမည်ကြီးနေတဲ့ဒီလိုပုံလေးတွေကိုလုပ်နည်းလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဦးဆုံး ChatGPT နဲ့ကျွန်တော်တို့ ChatGPT ရဲ့ဒီပိုင်း Remap Face ဆိုတဲ့ application လေးတွေကိုကျွန်တော်တို့ Play Store ကနေချင်းတောင်းအောင်ဖြစ်ပါတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်တော့ကျွန်တော်ကဒီ description မှာဒီစာလေးကိုကျွန်တော်ချပေးနိုင်မှာဖြစ်ပါတယ်ဒီစာလေးကိုပေါ့နော်ဒီစာလေးကိုကျွန်တော်တို့ coffee ကူးလိုက်မယ်ပေါ့နော် coffee ကူးလိုက်မယ် okay slash or coffee copy သွားတဲ့ခါကျလို့ရှိရင်ပြီးသွားတဲ့ခါကျရင် ChatGPT ကိုသွားမယ်ပေါ့နော် ChatGPT မှာကျွန်တော်တို့လုပ်ချင်တဲ့ဓာတ်ပုံကိုရေးပေးရမှာပေါ့နော်ဒီပုံကိုကျွန်တော်ရွေးလိုက်မယ်ဒီပုံကိုရွေးပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်ခုန coffee ကူးလာတဲ့စာလေးတွေကိုဒီမှာချပေးမယ်ပြီးသွားတဲ့ခါကျရင် ChatGPT ရှိကိုပို့ပေးလိုက်မယ်ပေါ့နော်ဒီဥစ္စာမှာကျွန်တော်တို့ကအချိန် line ပေါ်မူတည်ပြီးတော့အချိန်စောင့်ရပါတယ်ပေါ့နော်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီလိုမျိုး cutting step မှာကျွန်တော်တို့မပေါ်တဲ့ခါကျလည်းဒီဘက်တောက်လေးမှာကျွန်တော်တို့သွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီတောက်လေးမှာသွားကြည့်လို့ရပါတယ်ဒီမှာပါသူကဒီထဲမှာဓာတ်ပုံတွေအကုန်လုံးဒီထဲမှာထည့်ထားပြီးတယ်ပေါ့နော်ကိုလောက်တဲ့ပုံတွေအကုန်လုံးဒီထဲမှာထည့်ထားပြီးတယ်ပေါ့နော်ကျွန်တော်ကတော့လုတ်ပြီးသားဖြစ်တော့ဒီမှာရောက်နေပြီပေါ့နော်သူကကျွန်တော်တို့ကိုအချိန်တိုင်းတာနဲ့ပဲပေးသုံးတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကတနေ့ကို3ပုံဓာတ်ပုံ3ပုံပဲလုပ်လို့ရတယ်ကျွန်တော်တို့လုပ်ပြီးသား ChatGPT ကနေပြီးတော့ရလာတဲ့ဒီလိုမျိုးပုံတွေကကိုယ်နဲ့မတူတဲ့ကိုယ်ပုံနဲ့မတူတဲ့ခါကြလို့ရှင်เนาะကျွန်တော်တို့ဒီဒုတိယ software လေးမှာသွားပြီးတော့တွက်ပြင်ရမှာပေါ့နော်ပြီးသွားတဲ့ခါကျ ChatGPT ကပြင်လာတဲ့ပုံကိုဒီထဲမှာထည့်မယ်ပေါ့နော်ဒီထဲမှာထည့်မယ်ပြီးသွားတဲ့ခါကျလို့ရှင်เนาะကျွန်တော်ကတော့ဒီမှာပေါ့နော်ပထမသူပုံကတိတ်ပြီးတော့ကိုယ်နဲ့တိတ်မတူတဲ့ခါကျရင်ဒီမှာကျွန်တော်တို့နောက်ထပ်ကိုယ့်ရဲ့မျက်နှာပြင်ပါတဲ့ပုံကိုဒီမှာထည့်မယ်ပေါ့နော်ကျွန်တော်ကဒီပုံထည့်လိုက်မယ်ထည့်ပြီးတဲ့အခါကျရင် swap face ဆိုတာလေးနှိပ်လိုက်ပြီးသွားရင်ခဏလေးစောက်ပြီးပေါ့နော်ဒီမှာကကျွန်တော်တို့ free version ဖြစ်တဲ့အတွက်ကြော်ညာလေးတွေကြည့်ပေးရမယ်ပေါ့နော်ပြီးသွားတဲ့ခါကျရင်တော့ဒီမှာကျွန်တော်တို့ download ဆိုတာလေးနှိပ်ပြီးပါရင်ကျွန်တော် gallery ထဲကိုရောက်ပါပြီပေါ့နော်ကျွန်တော်တို့ဒီမှာပါ gallery ထဲရောက်ပါပြီ okay အားလုံးအဆင်ပြေကြပါစေမသိတာရှိရင်တော့ကျွန်တော်မေးလို့ရပါတယ်